္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာဟာရဒါနလူကတော့မောင်အဲလစ်ဦးကျော်တင်စတီးနှစ်တန်းပစ္စည်းရောင်းဝယ်ရေးမိသားစုလမ်းမတော်မှာလှူဒန်းပေးတာဖြစ်ပါတယ်ရှင်အာဟာရဒါနကုန်ကြငွေ3,500ကျပ်ကိုလှူဒန်းပေးသွားပါတယ်ရှင်တာရုပါရှင်ယခုလိုမျိုးအပေခံဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလှူဒန်းပေးတဲ့အတွက်စေတနာရှင်မောင်အဲလစ်လည်းကိုစိတ်နှဖျားချမ်းသာချမ်းသာကြပါစေအန္တရာယ်ကင်းဘေးရှင်ပါစေရှင်စီးပွားလှလှပများလည်းပွင့်လန်းဝေစားကြပါစေအလုတ်ကင်ကြံစီများလည်းအောင်မြင်ကြပါစေရှင်မရှိစကားမကြားရပါစေနဲ့အလူရေဆက်လက်နဲ့မကွာအမြဲမပြတ်လူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထူများလည်းဖြစ်ကြပါစေရှင်ရရှိပြီးသောစီးစိမ်ယရနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေသူတော်ကောင်းများလည်းဆောင်ရှောက်ကြပါစေရှင်ယရနာရွှေငွေဥစ္စာပစ္စည်းများလည်းဝေလာမစဲတသေးသေးဖြစ်ကြ၍အိမ်အပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းဆင့်ကဲပြုလုပ်နိုင်ကြပါစေကောင်းသောဂုဏ်သတင်းများနဲ့မှွေပြန်ကြော်သောပါစေရှင်ရေလိုအေး၍ပန်းလိုလန်းဆန်းသောဘဝများကိုလည်းပိုင်ဆိုင်ကြပါစေကကြီး၃ပါးဘေးရန်သူမျိုး၅ပါးဘေးနှင့်တကွာအတိုက်အခိုက်အနှောက်အယှက်မျိုးသောဘေးရန်တို့မှလည်းကင်းဝေးကြပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်အခုဆိုရင်တော့ channel ကဂီလာနာတရွဆွဲအကြောင်းကလေးခွေးကလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါတယ်ရှင်လူရမ်းမှုအတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်